ပတိကားတစ်ဆက်ကြောင့်6လန့်ကအိုးတော်တောင်းနေဖြစ်နေတဲ့ရန်ကုန်ကအိမ်တာဂီတောက်လေးရက်ကွက်တောင်းပိုင်းမှာရှိတဲ့ဒီနေ့အိမ်မှာလူငယ်နှစ်ပတ်လောက်ကတည်းကညဘက်တွေတာမကနေခင်းဘက်ဒီမှာကပလင်းတွေဖန်ခွက်တွေလေတွေကနေအလိုလိုပြန်ဝဲလာပြီးတော့ပြစ်ပေါက်ခံနေရတာပါအခြေအနေတွေဆိုးရွားလုံးနာကြောင့်ရဲတပ်ဖွဲ့နဲ့မိသားတပ်ဖွဲ့တွေပါရောက်ရှိလာရပြီးတော့လိုင်းအောင်ကြည့်ရှုတဲ့တရင်စူးစမ်းသူလူအုပ်ကြီးနဲ့အိမ်ရှိမှာချစ်ချစ်တို့စီကနေခဲ့ပါတယ်။အဆောင်ပိုင်းမှာတော့လန်တေးကဗလောက်ပင်ကြီးကိုခုတ်လဲလိုက်လို့နာနာဘဝတွေမကျေနပ်တာလို့ဒေတာကန်တွေကယူဆခဲ့ရပါ။ဒါပေမဲ့အဖြစ်မှန်ကိုဖော်ထုတ်လိုက်ချိန်မှာတော့အလုံးအင်အားထိတ်လန့်သွားခဲ့ရပါတယ်။ချောင်းနှံမှုတွေရဲ့အဓိကတရခန့်ကအိန္ဒိယမှာချိတ်ဆွဲထားတဲ့ပကြီးကားတစ်ချက်ဖြစ်နေရပါပို့ပြီးတော့ကြက်သေးထားစရာကောင်းတာကအဲ့ဒီပကြီးကားထဲမှာကြောင်းမက်ဖွယ်ဘလူးမတကောင်ရဲ့ဝိညာဉ်ဝင်းရောက်ပုကနေပြီးတော့အိမ်သားတွေကိုဒုက္ခပေးနေရဖြစ်တယ်လို့ဆိုပါတယ်။တာဂီတာမှာ1998ခုနှစ်တုန်းကလည်းအိမ်ဝိုင်းနေဖို့ရာကနေတင်းကျိုင်းမြေနေပါလာမိရကြောင်းအခုလိုထူးခြားဖြစ်စဉ်မျိုးကြုံခဲ့ပူပါတယ်။လက်ရှိချိန်မှာတော့ထိတ်လန့်ချောက်ချားစေခဲ့တဲ့ဘလူးမပကြီးကားကြီးကိုအိမ်ထဲကနေလုံးဝဖယ်ရှားရှင်းလင်းလိုက်ပြီလို့သိရပါတယ်။ပကြီးကားကိုဖယ်ရှားလိုက်ပြီဖြစ်ပေမဲ့အိမ်ထဲမှာကြံ့ရည်နေတဲ့အမွှေးသက်တွေအပြည့်တိုင်ကင်းစင်သွားအောင်စီယာရောတန်ကာရော်တွေကိုပင်ဖိတ်ပြီးတော့ပရင်တရားတော်တွေနာယူဖို့ဆက်လက်စီစဉ်နေကြပြီဖြစ်ပါတယ်ရှင်